မင်္ဂလာပါရှင်ဒီနေ့တော့ကျမတို့မြန်မာလူမျိုးတွေစားသုံးလေးရှိတဲ့မနက်စာရီတွေကတခုဖြစ်တဲ့ပဲပြုံနဲ့ထမင်းကြော်စားတာလေးကိုမျှဝေပေးပါမယ်ရှင်ပထမဦးဆုံးကြက်သွန်လေး၃လုံးကိုအခွန်ခွာရေးဆေးပြီးတော့လှီးပါတယ်ပထမတစ်လုံးကတော့စီသက်ဖို့အတွက်ဖြစ်ပြီးတော့ဒုတိယနှလုံးကတော့ကြက်သွန်ချင်းပြုလို့ရမှာအသုံးပြုဖို့အတွက်ဖြစ်ပါတယ်ရှင်ချက်သွန်ချင်းပြုတ်လို့ဖို့အတွက်ချက်သွန်ကိုဒီလိုပဲပပလေးတွေလှီလိုက်ပါတယ်စီသက်ဖို့အတွက်လှီတဲ့ချက်သွန်ကိုတော့ဒီလိုမျိုးထူထူလေးလှီလိုက်ပါတယ်ချက်သွန်ချင်းပြုတ်လို့ဖို့အတွက်ချက်သွန်တွေကိုဒီလိုမျိုးရေးဆေးလိုက်ပါတယ်ပြီးရင်တော့ငရုတ်သီးစိမ်းလေးတွေကိုပပကလေးတွေလှီပါတယ်ပြီးရင်တော့စားအချိုမုံတံမြာလေးညှစ်ထည့်ပြီးတော့နင်းလိုက်ရုံပါပဲစားကန်ဒီမှာနေဖို့အတွက်အသင်ပြန်ထားလိုက်ပါမယ်ပထမဦးဆုံးထမင်းကြော်နဲ့တွဲစားဖို့ချက်ဦးလေးနှလုံးကိုအရင်ကြော်လိုက်ပါတယ်ချက်ဦးလေးတွေကြော်ပြီးပြီဆိုလို့ရှိရင်တော့ချက်သွန်အနီလေးတွေစီတက်လိုက်ပါမယ်ချက်သွန်ဒီအနံလေးတွေမှုလာပြီဆိုလို့ရှိရင်တော့ပဲပြုတ်ကလေးတွေကိုထည့်ပြီးတော့ကြော်ပေးပါမယ်ပဲပြုတ်နဲ့ချက်သွန်အနံကမှုလာပြီဆိုလို့ရှိရင်တော့ထမင်းပြူကိုထည့်ပြီးတော့ကြော်ပေးပါမယ်ပဲငပြရဲ့အပြည့်အချိုကိုထည့်ပြီးတော့ရောင်လေးနဲ့မှုပေးပါမယ်စားချုံမုံထည့်ပြီးတော့ကြော်ပေးပါမယ်မွေးလာပြီအရောင်လည်းညီလာပြီဆိုလို့ရှိရင်ကျမတို့ရဲ့ပဲပြုတ်ထမင်းကြော်လေးဟာဆိုရင်သုံးဆောင်လို့ရပါပြီရှင်ဒီလိုမျိုးမနက်စားလေးတွေကအာဟာရပြည့်ဝပြီးတန်ရှင်းလက်ဆက်ပြီးတော့စားလို့ကောင်းပါတယ်ကိုယ်အိမ်မှာကိုလှုပ်ရှားတာဆိုတော့စိတ်တိုင်းကြအရသာကိုလည်းပြုလုပ်နိုင်ပါတယ်ခုလိုမျိုးလွယ်ကူလင်မြန်ပြီးတော့စားလို့ကောင်းတဲ့အိမ်ချက်လက်ရာလေးတွေကိုတင်ဆက်ပေးနေတာမို့လို့အသစ်တင်တိုင်းကြည့်ရှုချင်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်เนาะကျေးဇူးတင်ပါတယ်ရှင်